သားစီချက်ခောက်ဆွဲလုပ်ရင်ပထမအဆုံးစားအရသာမုံနေထားတဲ့ကြက်သားတွေကိုဂျင်းရယ်ကြက်သွမြဲထည့်ပြီးတော့ရေနည်းနည်းနဲ့ပြုတ်ပါမယ်ငရုတ်ကောင်းလေးလည်းနည်းနည်းထည့်ပါမယ်နူးပြီးဆိုရင်တော့ကြက်သားတွေကိုဆယ်ပြီးနှွှင်ထားပါမယ်ဒီနေထားလောက်ဆိုရင်တော့အရမ်းမွေးတဲ့ကြက်စီလေးတွေရပါထောင်းထားတဲ့ကြက်သွန်ဖြူနဲ့စီချက်လုပ်ပါမယ်ဆောက်လုပ်ရန်အတွက်တကြားစားပဲငယ်များရဲ့ကြီးပဲငယ်များရဲ့အနောက်ခရုစီတို့ကိုထည့်ပါမယ်ကြက်ပြုတ်ရည်လည်းထည့်ပါမယ်ပွက်ဆူလာရင်တော့စားသုံးမှုအသင့်ဖြစ်ပါပြီကျမကတော့အနံ့လေးမှုရအောင်နှမ်းစီလေးနည်းနည်းထည့်ပါတယ်ရေလေးဆူလာရင်စားနည်းနည်းထည့်ပြီးခောက်ဆွဲလေးပြုတ်ပါမယ်ခုဆိုရင်ဖြင့်အနံ့အရသာနဲ့ပြည့်စုံတဲ့ကြက်သားစီချက်ခောက်ဆွဲလေးရပါပြီ